ထိုလူသည်အေယာမပါဇက်ကြီးတစ်ခုပိုင်ဆိုင်ထားသည်ပါဇက်ကိုကြဲကြဲဟလိုက်ပြီးကလေးမကိုအလုံးလိုက်မျိုးချလိုက်သည်တားဖနှစ်ဦးသည်ထိတ်လန့်ဖွယ်မြင်လိုက်ကြသည်ထိုလူသည်သူတို့ဘက်သို့လှည့်ပြီးရှောက်လာခဲ့သည်နှစ်ဦးစလုံးသည်ကားပေါ်သို့ပြေးတက်ပြီးမြင်မောင်းထွက်သွားကြသည်ထိုညတွင်ကလေးမအိမ်ပြန်ရောက်သောအခါတကားခောက်တံကိုကြားလိုက်ရသည်ခဏကြာမှထိုလူသည်တကားကိုချိုးဖျက်ပြီးဝင်လာခဲ့သည်သူမကိုငေးကြည့်ကအေယာမပါဇက်ကြီးကိုဖြည်းဖြည်းချင်းဟလိုက်ပြန်သည်ကလေးမသည်ညက်တံကိုယူပြီးထိုပါဇက်ထဲသို့ထိုးသွင်းလိုက်တော်လဲမထူးကြပေညက်တံကိုဆွဲထုတ်ပြီးဘေးဖယ်လိုက်သည့်အနည်းကိုတတိထားမိသွားသောကလေးမသည်အသက်လွတ်ပြေးလာခဲ့သည်အဖေအိမ်သို့ရောက်သွားတော်မကြာမီထိုလူလည်းရောက်လာပြန်သည်အဖေသည်အပြင်သို့ထွက်လာပြီးသူမကိုကာကွယ်ရန်အသင့်ရှိနေခဲ့သည်ထိုလူသည်တိုက်ခိုက်မိအစာဒူးထောက်ကသူတို့အားပါဇက်ထဲသို့ဝင်ရန်တောင်းပန်ခဲ့သည်ကလေးမကဝင်ရမလားဟုမေးသောအခါထိုလူကခေါင်းညှိပြခဲ့သည်သူမသည်သူ့အဖေအတွက်အခြားရေးချယ်စရာမရှိအောင်ပါဇက်ထဲသို့ဝင်သွားခဲ့ပြီးအဖေလည်းလိုက်ဝင်ခဲ့သည်အတွင်းပိုင်းတွင်အင်္ဂါစိတ်ပိုင်းများမရှိဘဲဗလာဖြစ်နေသည်ထိုလူသည်လူသားများကြားတွင်ရှောက်သွားနေသောမိစ္ဆာနှဆိုးများကိုဖမ်းရန်စေလွတ်ခံရသောကောင်းကင်တမန်တစ်ပါးဖြစ်ပြီးယခင်ကသူမျိုးချခဲ့သောကလေးသည်လူသားမဟုတ်ကြောင်းသိရှိခဲ့သည်